ယောက်ျားတိုင်းလိုလိုချင်းချင်းနဲ့မတ်မောတဲ့မိန်းမဆိုတာယောက်ျားတစ်ယောက်ကပြောတယ်မိန်းကလေးတစ်ယောက်ဟာတိတ်ချောတိတ်လှစရာမလိုဘူးလူကြားသူကြားတဲ့ခေါ်ထွက်လို့ရပြီအိမ်အပြန်ခေါ်ပြန်လာလို့ရရင်ရပြီဖြစ်ခဲ့ဘူးတဲ့အတိတ်ကိုငါလိုက်မမေးဘူးဒါပေမဲ့ငါနဲ့တွေ့ပြီးတဲ့နောက်ငါတစ်ယောက်ထဲကိုပဲကောင်းကောင်းချစ်ရင်ရပြီအလုပ်လုပ်ချင်ရင်အလုပ်တစ်ခုကိုရှာလုပ်နိုင်တယ်မလုပ်ချင်အိမ်မှာပဲအိမ်ရှင်မအဖြစ်ပြီးပြီးသားသားနေနင့်ကိုငါယူရဲရင်နင့်ကိုကျွေးနိုင်တဲ့အာငါမှာရှိတခြားလူလောက်ငါချမ်းသာခြင်းမှချမ်းသာမယ်ဒါပေမဲ့တခြားလူနင့်ကိုပေးနိုင်တဲ့အရာငါလည်းပေးနိုင်နင့်အနားမှာငါနေတိုင်းအဖော်ပြုနိုင်ခြင်းမှပြုနိုင်မယ်ဒီအိမ်အတွက်ငါအပြင်ထွက်ရုန်းကန်ရမယ်ဒါပေမဲ့ငါဖုံးဘယ်တော့မှပိတ်မထားဘူးဘယ်အချိန်ဖြစ်ဖြစ်ငါ့ကိုနင်ရှာတွေ့နိုင်စေရမယ်တငယ်ချင်းတစ်သိန်းနဲ့ငါထွက်တော့ဖြစ်တဲ့အခါတိုင်းနင့်ကိုငါခေါ်သွားမှာမဟုတ်ဘူးဒါပေမဲ့ခန်းခန်းနာနာကျင်းပတဲ့ပွဲမှန်သမျှနင့်ကိုငါဂုံရှိရှိတွဲခေါ်ပြီးတော့လူတွေနဲ့မိတ်ဆက်ပေးလို့ရတယ်တချို့ကပြောတယ်မိမယူတာထမင်းချက်အဝိရှော်ကလေးထိတ်မို့တဲ့ငါတော့ဒီလိုမထင်ဘူးအိမ်မိုးကိစ္စတွေကိုငါခွဲဝေကူလုပ်ပေးနိုင်တယ်ဒါပေမဲ့ငါလုပ်တယ်ဆိုပြီးနင်မလုပ်တော့တာမဖြစ်ပါစေနဲ့ဝမ်းနေတဲ့ဘလို့ကိစ္စမျိုးမဆိုငါ့ကိုနင်ပြောပါငါရဲ့ခိုင်ခန့်တဲ့ပခုံးနဲ့နင့်ကိုငါမှီပေးမယ်ငါမှယောက်ျားမန်ဆိုတာရှိတတ်တယ်အပြင်မှာငါမိတ်ဆွေတငယ်ချင်းတွေရှိမှာငါ့ကိုမျက်နှာသာပေးဖို့မွေးရတယ်အိမ်မှာနင့်ကိုငါမျက်နှာသာပေးထားတယ်နင်ရမ်းရင်းချက်ဖို့ငါမလို့ရင်းချက်တဲ့မိမတယောက်ဟာအယမ်းမောရတယ်ငါ့ကိုနင်ချွဲနှဲလို့ရတယ်နင့်ကိုဂယုစိုက်ကာကွယ်တာဟာငါရဲ့တသက်တာတာဝန်ပါတစ်ချိန်ချိန်မှာငါပတ်စံမရှိသွားတော့တဲ့အခါမှာငါရဲ့အည်ချင်းကိုနင်အကဲမဖြစ်ပါနဲ့ဘဝဆိုတာဘုံလုံးတစ်လက်ငါဖြန်တစ်လက်ပါပဲငါတို့ဖြတ်တန်းနေရတာနေ့ရက်တွေကိုပါငွေကြီးကိုဖြတ်တန်းနေတာမဟုတ်ဘူးမိန်းကလေးတွေလိုချင်တာတိတ်မများပါဘူးယောက်ျားလေးတွေလိုချင်တာလည်းတိတ်မများဘူးလိုချင်တာချင်းတူချင်မှလည်းတူလိမ့်မယ်ဆိုပေမဲ့ချစ်ချင်းမြတ်တာအထွတ်ရှိဖို့တည်တံ့ခိုင်မြဲဖို့တာယာချမ်းမြေ့ဖို့အချင်းချင်းနားလည်မှုရယူနိုင်မှုကတော့တူကြပါလိမ့်မယ်